ရှင် lucky money များလိုချင်တဲ့လူရှိရင်ရနိုင်ပါပြီ lucky money လေးတွေ9000တန်1000တန်ရာလေးတွေထုတ်ထားတယ် lucky money 1000တန်လေးထောင်တန်လေးတွေကလာပြည့်နေ့မှာလာပြည့်နေ့မှာလှူမယ်1000တန်လေးတွေကလာပြည့်နေ့မှာလှူမယ်ဒါအခုဘိုးကျုပ်ရှာပါဘိုးကျုပ်ရဲ့ lucky money နာမည်ကိုဖတ်ပြမယ်နော်195 395နော်395နှစ်နော်195 395နှစ် lucky money လေးပါလူချင်လို့ရှိရင်ဟိုလူချင်လို့ရှိတဲ့လူကလာချိန်နိုင်တယ်ပေါ့နော်ဒီမှာကတော့ဝေတဲ့ဝေလေးတယ်လူချင်တယ်လို့ပြောလိုက်လို့ရှိရင်တော့1000တန်ကိုလဲကျင်လည်းရတယ်စီးပွားရေးလုပ်တဲ့လူတွေဆိုရင်တော့ lucky money ကတော့စောင့်ထားကြတယ်ပေါ့နော် lucky money ကိုစောင့်ထားကြတယ်နော်ဒီမှာကြည့်ရာလေးဆိုရင်23000ဆိုတော့ lucky money ကောင်းတယ်294536 lucky money ဒီပါဒါဒီမှုရည်ရည်နဲ့ပြုလုပ်ထားတယ်တန့်စင်ပြီးတာပါနော်မြတ်စွာဘုရားကိုကတ်ထားပြီးတာမြတ်စွာဘုရားကိုကတ်ထားပြီးတာပါ lucky money လေးရပါမယ်ရှင်လူကျင်တဲ့လူစိတ်ဝင်စားမယ်ဆိုရင်တော့ရွှေမာဒီ channel ရွှေမာဒီ channel ပဲဖြစ်ဖြစ် Telegram ပဲဖြစ်ဖြစ်ပေါ့နော်ဒါ456မှာပဲဖြစ်ဖြစ် try နိုင်ပါတယ် lucky money လေးကိုရပါမယ်ရှင် lucky money ရမယ် lucky money ရပါမယ် lucky money မာကဒါတက်ဆင်ပြီးတာပတ်စံလေးတွေပါ lucky money လေးတွေရမယ်ဒီမှာတော့ဒါရောင်းမစားဘူးရောင်းမစားဘူးနော်ရောင်းမစားပါဘူးလိုချင်တဲ့လူ1000တန်ဆိုရင်တော့အလကားပေးလိုက်1000တန်လို့ပါပြီဆိုရင်တော့ဒီမှာကပတ်စံကိုချိန်ပေါ့နော်ပတ်စံကိုချိန်လိုက်ပါရတယ် lucky money ကို lucky စင်ကလေးလည်းရှိတယ်အဲ့ဒါတော့ဒီမှာကအများကြီးလည်းမရှိဘူးပေါ့လိုချင်လို့သုံးတယ်တချို့ကစင်ကလေးရှိတယ်ဒီမှာအရင်ကတော့မဲဖောက်ပြီးတယ်ပေါ့နော်တချို့ကမဲဖောက်ပြီးတော့ရတော့လည်းတချို့ကမသုံးပေါ့နော်အဲ့ဒါဆိုတော့အလကားပဲတချို့ကသုံးမယ်ဆိုလို့ရှိရင်သုံးမယ်ဆိုရင်မကောင်းတဲ့ပုံနံပါတ်နဲ့တော့ဘယ်လိုမှတွဲကြိုက်လို့ရအောင်နော်မကောင်းတဲ့ပုံနံပါတ်နဲ့ဘယ်လိုနည်းနဲ့မှတွဲကြိုက်လို့မရပါဘူးနော်သူ့ကိုပြန်ချိန်ရပါမယ်ဒါဆိုတော့ဒါကတော့ကိုရီးယားတော့စေတနာနဲ့ပဲဒါမှတချို့ကအယုံကြည်မရှိဘူးပေါ့နော်ဒါကတော့အယုံကြည်မရှိဘူးဆိုတာတော့ဒီမှာလည်းမတတ်နိုင်ဘူးလိုချင်ရင်လည်းဒါ lucky money ဆိုတာလည်းအုပ်1000မှာတရက်တောင်တော့ဒါဆိုရင်ဒီမှာအခုက lucky money ကိုဒီ money လေးတွေကဒီတစ်လအတွင်းပဲရလာ money လေးပေါ့နော်ဒါကတော့ကျမကတော့စူတောင်းတယ်ကျမရဲ့လားဆင်နော်ဝင်ငွေတွေမှာနေရမ်းပေါ့နော် lucky money ကိုကျမထည့်လေးရှိတယ်နော် lucky money လေးတွေကျမဖည့်လေးရှိတယ်ဖည့်ပြီးတော့မှကျမတုံး lucky money တွေကျမမတုံးဒါလိုချင်တဲ့လူကိုကျမဝေတယ်ပါတယ်ရှင်ဒါလာပြီးလေးရောက်ရင်ဒါလိုချင်တဲ့လူတွေရမယ်ပေါ့နော် lucky money ဒါ lucky money လေးတွေပါနေရာကြသွားမယ်လူဆိုလို့ရှိရင်လည်း lucky money ကစောင့်သွားရမယ်နော်နေရာကြသွားတယ်ဆိုရင်အန္တရာယ်ကင်းဖို့ရယ်ဘေးကင်းဖို့ရယ် lucky money ကစောင့်ရပါမယ်အန္တရာယ်ကင်းနံပါတ်ရှိတယ်သူကအန္တရာယ်ကင်းဖို့လည်းလိုတယ်ငွေရှင်ဖို့လည်းလိုတယ်ပေါ့နော်
မကတော့နီးစပ်တဲ့ကလေးတွေသွားတယ်ဆိုလို့ရှိရင်ကျမကလက်ဆောင်ပေးလိုက်ပါတယ်ဒီ lucky money လေးကိုကျမလက်ဆောင်ပေးလိုက်တယ်lucky money ကတော့ဒါတော့ကျမမျှဝေတာနော်မျှဝေတယ်လူချင်းတဲ့လူ join နိုင်တယ်လူချင်းတဲ့လူက Telegram မှာလည်း join နိုင်တယ်နော် YouTube မှာလည်း join နိုင်ပါတယ်ရှင်ဟို lucky money ကျမထုတ်ကြေး money ကိုကျမထုတ်ဒီမှာကြည့်ငွေဖလားအပြည့်ကိုရတော့ငွေဖလားနဲ့အပြည့် lucky money ငွေဖလားနဲ့အပြည့်ဒီနေ့အားဆိုရင်ဒါ lucky money ကဘယ်လောက်ကျမဟိုဟာဖြစ်သွားပြီလဲဆိုရင်lucky money ကျမမှာအနည်းဆုံး2သိန်းကျော်တော့ရှိ lucky money နော်အဲ့ဒါကို